everyone City channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗောနော် house ID လေးလုပ်ပြပါဆိုတော့ဒီနေ့လုပ်ပြရဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ပါလဲ like and share လေးလည်းလုပ်ခဲ့ပါဦးဗောနော် subscribe လေးလည်းလုပ်ခဲ့ပေးပါအောင်ရှင့်ဗီဒီယိုလေးကိုလည်းဟောနော်အေးဆောင်အခု ID ထည့်မယ်ဆိုရင် menu ထဲလေးဝင်ပါမယ် props ထဲလေးကိုဝင်ပါမယ်ဒီ search by props ID လေးကိုနှိပ်ပါမယ်props ID လေးရတော့98164နဲ့9333995ဖြစ်ပါတယ်။ Okay လေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ပြီး download ကိုနှိပ်လိုက်ပါမယ်။အခုဆိုခဏစောင့်နေရပါတော့နော်။အိမ် ID လေးပြောပြပါဆိုဒီနေ့ပြောပြရအောင်နော်။ဒါဆိုလို့ရှိရင် AR လေးရပြီပါပြီပေါ့နော်။ဒါဆိုလို့ရှိရင်မိုက်တယ်ဒါဆိုရင်အိမ်ရှိပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့အိတ်ခမ်းလေးပေါ့နော်လို့ရှိရင်ဒါလေးရောပဲမလေးကြလိုက်တာဒါလေးကျတော့2ယောက်အိတ်ခမ်းလေးပေါ့နော်ဒါလေးကကျတော့လေဒီဖို့ကြောင့်လေးပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်